Rangoon ticket မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူဒီကနေ့တော့မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကိုလိုက်ပါပြီးတော့ဖူးမြော်ကြပါအောင်ခင်ဗျာကျွန်တော်တို့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာအမြင့်ပေညံတော်82ပေ25မီတာရှိတဲ့ဘူမိဖတ်တာမှုတရာစက်ကျင်ကြောက်ရုပ်ပွားတော်မြတ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဤရုပ်ပွားတော်မြတ်ကြီးကကျွန်တော်တို့နေပြည်တော်ဒက္ခိဏသီရိမြို့ဗုဒ္ဓဥယျာဉ်တော်မှာကိန်းဝတ်ဆံပေးတော်မူပါတယ်ရုပ်ပွားတော်မြတ်ကြီးကစက်ကျင်ကြောက်သားဖြင့်ထုလို့ပူဇော်ထားခြင်းဖြစ်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့စက်ကျင်ရုပ်ပွားတော်ထဲမှာအမြင့်ဆုံးနဲ့ကမ္ဘာအမြင့်ဆုံးရုပ်ပွားတော်မြတ်ကြီးလည်းဖြစ်ပါတယ်ခင်ဗျာမန္တလေးတိုင်းဒေသကြီးမတရားမြို့နယ်စက်ကျင်တောင်မှထွက်ရှိသောစက်ကျင်ကြောက်ဖြစ်ထုံးထုထားသောရုပ်ပွားတော်မြတ်ကြီးပါရုပ်ပွားတော်ရဲ့အလေးချိန်မှာ1982တန်ရှိပြီးတော့ပလင်တော်၏အလေးချိန်မှာ3510တန်ဖြစ်ပြီးစုစုပေါင်းအလေးချိန်9292တန်ရှိပါတယ်ခင်ဗျာရုပ်ပွားတော်၏ညံတော်အမြင့်ပေမှာ63ပေရှိပြီးပလင်တော်၏အမြင့်ပေမှာ18ပေဖြစ်ပါတယ်ခင်ဗျာထိုတိုင်းတာကိန်းကနပမာဏများကိုတစ်လုံးတည်းရအောင်ပေါင်းကြည့်ပါကလည်းကိုကင်းနဲ့ရရှိကြောင်းတွေ့ရှိရပါတယ်ခင်ဗျာပရိသတ်ကြီးများအားလုံးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ